hello မင်္ဂလာပါကျွန်တော်မပြောဘူးလို့နေတယ်ဗျာတော်ကြာပြီ YouTube မသုံးရတဲ့တော်ကြာပြီအခုမှပြန်သုံးပါတို့တွေတော်များမာလူမျိုးတွေရာလေပုဂ္ဂိုလ်ကြီးရတယ်တယောက်တယောက်ထိခိုက်တာနစ်နာဆိုတာပြောကြတယ်နော်ဟိုလိုမကောင်းဟိုလိုဒီလိုမကောင်းဒီလိုတို့မာလူမျိုးတစ်ခုရှိတယ်အမှတ်တည်းကြီးမရှိဘူးအဲ့အမှတ်တည်းကြီးမရှိဘူးတို့တော်ခံစားရတာကျွန်တော်နိုင်ငံရေးမပြောဘူးနော်နိုင်ငံအရေးကိုကျွန်တော်ပြောမယ်ကျွန်တော်အားလုံးမသိဘူးသိတဲ့ရှုထောင့်တွေကျွန်တော်ပြောပြမယ်မှားတယ်နဲ့မှားနေပဲမှန်တယ်နဲ့မှန်ပဲနည်းစဉ်းစားပြီးတော့ကိုယ့်ကိုယ်လည်းသုံးသပ်ပါခေတ်ကာလဆက်မှာအရာအားလုံးကပြောင်းလဲသွားတယ်ဘယ်သူတွေဘယ်လိုပဲတက်တို့အခြေခံလူရန်စားတွေပြောင်းလဲမှုရှိတာမရှိဘူးဟုတ်ပြီလေတန်းကပြောင်းလဲမှုရှိတာမရှိဘူးထက်တန်းကပြောင်းလဲမှုရှိတာရှိတယ်ဘာလို့လဲသူတို့ကပို့ပြီးပွားလာတယ်ကားတစ်လုံးပေါ့ကားတစ်စီးနောက်တစ်စီးအိမ်တစ်လုံးအိမ်နောက်10လုံးနော်မြေခွက်တွေပုံထက်နေရပဲဆိုတော့ဘသူပဲဟာကောင်းမကောင်းခြေခံလူရန်စားတွေတော့ကတော်ဒုက္ခရောက်တယ်တစ်စနစ်ပြောင်းသွားရင်တစ်စနစ်တော့ခံစားရတယ်ဟိုလိုမကောင်းဟိုလိုဒီလိုမကောင်းဒီလိုတို့မြန်မာလူအမှတ်တရရှိကြပါကြိုးစားပါဘသူကောင်းမကောင်းကိုကောင်းအောင်ကြိုးစားပြီးကောင်းအောင်ကြိုးစားပြီးကောင်းကိုတိုင်းဖြစ်အောင်ချိန်ကြဖြစ်ဖို့ဖြစ်ရမယ်ကိုယ်ကျင်လေးပြောရတဲ့ခါခွင့်ရှိတယ်တကယ်ဖြစ်ချင်တကယ်လို့ဟုတ်ဖြစ်ရမယ်ရွှေရှင်ကားတွေမှာတော်များပါတယ်တို့မြတ်စွာဘုရားဟောကြားတဲ့စာကားတွေမှာရှိတယ်လေ့လာကြည့်လိုက်တို့တကယ်ကိုကြိုးစားပန်းစားပြောရှင်ရင်းနဲ့တကယ်ဖြစ်ချင်တဲ့တော်တဲ့လူပြောက်ပါတကယ်ပုဂ္ဂိုလ်သူဖြစ်သွားနိုင်လေတဲ့ဇွဲလုံးဝရိယလျှော့တန်းကြိုးစားဖြစ်ဖို့ဖြစ်ရခုကမဟုတ်ပါဘူးဟိုလူပုတ်ခက်လိုက်ဒီလူပုတ်ခက်လိုက်ဟိုလူရိုက်လိုက်ဒီလူရိုက်လိုက်နေပဲဘာဒီမှမသိဘူးဒီမဲ့ချက်တိုးတက်မှုတွေကိုပစ္စည်းကုန်ကျွန်တော်တို့ဘယ်လိုပဲတက်ဘာပဲလုပ်တက်နိုင်တော့ကိုကစဉ်းစားချင်းကျင်တယ်ပြီးတော့ယုံပါတော့ဟိုလူမကောင်းဟိုလူဒီမကောင်းဒီလိုခုနေ့ရတယ်စောင်းနိုင်မကောင်းစောင်းနိုင်မကောင်းဟုတ်ပြီနော်ကျွန်တော်သူ့ဘက်ကကောင်းမကောင်းတယ်ပြောတာမဟုတ်ဘူးနော်ကျွန်တော်စဉ်းစားကြည့်လိုက်သူကပြောပြည်တဲ့ပြင်မလာတဲ့တော့တဲ့ဘာရိုင်းလဲအဲ့ဆိုရှင်ခင်ဗျားတို့မဝေးခင်မှာ88ပြည်ခဲ့တယ်အများကြီးပဲကဲဘယ်လိုလဲ1988ပြည်ခဲ့တယ်အများကြီးပဲနော်ဒါပေမဲ့ကျွန်တော်ဘယ်သူပြောပါလဲပြောဦးနော်ချို့သောစင်းတွေကျွန်တော်မှရှိတယ်သိတယ်မပြောဘူးဘာကြောင့်လဲနားတယ်တဲ့ဘာမှမပြောတော့ခုနပေးတာဒါပါပဲ